အားလုံးပဲမင်္ဂလာပါသူတို့ရဲ့အကြောင်းဆိုတဲ့အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမှာကတော့မင်းသားလေးချန်ပီယံရဲ့ဘဝဇာတ်ကြောင်းအချို့ပဲဖြစ်ပါတယ်လီချန်ပီယံကို2000ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံဂွေယန်မြို့မှာမွေးဖွားခဲ့ပါတယ်အလယ်တန်းနဲ့အထက်တန်းကျောင်းသားဘဝတွေမှာသူဟာစာတော်ပြီးအဆင့်ကောင်းတဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်သူဟာကလေးဘဝတုန်းကကျောင်းဆရာတစ်ယောက်ဖြစ်ချင်ခဲ့တယ်လို့ဆိုပါတယ်အထက်တန်းကျောင်းသားဘဝဆောင်းရာသီကျောင်းပိတ်ရက်မှာသူ့ဘဝရဲ့တရုတ်ဆောင်အလုပ်ကိုပထမဆုံးအချိန်စမ်းလုပ်ကြည့်ခဲ့ပြီးတဲ့နောက်မှာသူဟာတရုတ်ဆောင်တစ်ယောက်ဖြစ်ဖို့အပြည့်တိုင်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အမှုပညာလမ်းကြောင်းကိုရှောက်ဖို့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတနေ့ကို2နာရီ3နာရီလောက်ပဲအိပ်ပြီးအမှုပညာတက္ကသိုလ်ဝင်ခွင့်ဆောင်ရွက်အတွက်ပြင်းထန်လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။2019ခုနှစ်မှာအမှုပညာတက္ကသိုလ်ဝင်ခွင့်ဆောင်ရွက်ကိုအောင်မြင်ခဲ့ပြီးအမှုပညာတက္ကသိုလ်တော်တော်များများမှာဝင်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့သူတကယ်ရွေးချယ်ခဲ့တာကတော့ Korean National University of Arts လို့ခေါ်တဲ့ K-Arts မှာဖြစ်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ဟာ2021ခုနှစ်ကဖြစ်ပြီး High Class TV series မှာပါဝင်ခဲ့ပါတယ်။နောက်ထပ်ပါဝင်ခဲ့တဲ့ drama တွေကတော့ Love or Play, Crash Course in Romance, See You in My 19th Life တို့ပဲဖြစ်ပါတယ်။လက်တလောကပြီးသွားတဲ့ Bon Appetit Your Majesty ဇာတ်လမ်းတွေမှာခေါင်းဆောင်မင်းသားအနေနဲ့ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီးပြည်သက်တွေရဲ့တခဲနဲ့အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ Bon Appetit Your Majesty ရဲ့ကနဦးမင်းသားကပတ်ဆောင်ဟွန်မဲဖြစ်ပါတယ်။ဇလန်ရိုက်ခန့်ဒီ10ရက်ဝန်းကျင်မှာပတ်ဆောင်ဟွန်ရဲ့ကိုရေးကိုရာကိစ္စတစ်ခုကြောင့်ခေါင်းဆောင်မင်းသားနေရာကနေထွက်ခွာသွားပါတယ်။ဒီချိန်မှာတော့လီချန်မင်းကခေါင်းဆောင်မင်းသားနေရာကိုကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။လီချန်မင်းရဲ့ personal life ကတော့သူဟာ basketball ကစားရတာကိုဝါသနာပါတဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာ Crash Course in Romance ဇာတ်လမ်းတွေကအတူတရုပ်ဆောင်ခဲ့တဲ့မင်းသမီး Roda In နဲ့ထွဲနေကြောင်းကိုတရားဝင်ချပြထားပါတယ်။ Bon Appetit Your Majesty ဇာတ်လမ်းရဲ့ဇာတ်လမ်းတွေအပြီးအင်တာဗျူးတစ်ခုမှာတော့မင်းသမီး Roda In နဲ့ထွဲနေကြောင်းကိုတရားဝင်ချပြထားတဲ့အခြေအနေမှာ PR တွေခံစားနေရတာမျိုးရှိလားလို့မီဒီယာတွေကမေးခဲ့ပါတယ်။ဟုတ်ကဲ့ဒါက PR မရှိပါဘူး။အချစ်ဇာတ်လမ်းရဲ့ဇာတ်ကောင်တွေကိုပိုပြီးတော့နှိမ့်မြုပ်ခံစားနိုင်ပါသေးတယ်။ပြည်သက်တွေကလည်းကျွန်တော်ဆိုတာထက်ဇက်ကောင်ကိုပိုပြီးနှိမ့်မြုပ်ခံစားပေးမယ်လို့မျှော်လင့်မိပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။ဒါကတော့မင်းသားလေးချန်ပီယံရဲ့ဘဝဇာတ်ကြောင်းအချို့ပဲဖြစ်ပါတယ်။အဆုံးထိထားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။